ချိန်မိနစ်30တရားထိုင်မှာဖြစ်ပါတယ်မိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များနဲ့အမျိုးသားများကတင်မြင်ကိုထိုင်ပါမျိုးသမီးများလည်းတင်မြင်ကိုထိုင်လို့ကထိုင်နိုင်ပါတယ်ကြုံကြုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်တင်မြင်ကိုထိုင်တဲ့အရိယာပုမှာဘယ်ဘက်ခြေထောက်ကိုအတွင်းငါထားညာဘက်ခြေထောက်ကိုအပြင်ငါထားခန္ဓာကိုယ်ရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတင်မြေခွေထိုင်တဲ့ရိယာပုစိတ်တိုင်းကြသွားပြီဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါလက်မထိတ်ထီလို့အဆင်ပြေရင်လက်မထိတ်လေးနှစ်ခုထိထားလိုက်ပါလက်မထိတ်ထီလို့အဆင်မပြေရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလက်မထိတ်ထီခြင်းမထီခြင်းကအဓိကမဟုတ်ပါဘူးခါကလေးပုံမှန်ထားပါခါကြီးမဆန့်ပါနဲ့ပုံမှန်လေးပဲထားကောင်းရှိမငုတ်စေနဲ့ကောင်းရှိငုတ်ရင်ငိုက်တတ်ပါတယ်ကောင်းနောက်မလန့်စေနဲ့ကောင်းနောက်လန့်ရင်လည်းကိုယ်ခန္ဓာကိုမနိုင်ပဲလဲကျတတ်ပါတယ်မျက်စိကိုစင်းငယ်များမိတ်ပါအပြင်ကအယောင်အဆင်းအလင်းတန်းနေမဝင်အောင်မျက်စိကိုသူ့တဘာဝအတိုင်းမိတ်ထားလိုက်ပါပြန်ပြောပါမယ်တင်မြင်ခွေထိုင်ပါဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါခါကလေးကပုံမှန်ထားပါကောင်းရှိမငုတ်စေနဲ့ကောင်းနောက်မလန်းစေနဲ့မျက်စိကိုစင်းငယ်များမိတ်ထားလိုက်ပါမိမိရဲ့ခန္ဓာကိုယ်ရိယာပုစိတ်တိုင်းကြသွားပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့နာသီဝကိုတတိကတဲ့စာလို့ပြောတော့တမ္မာတတိမက္ခင်ဝင်လေထွက်လေမြင်အောင်ကြည့်တဲ့စာလို့ပြောတော့တမ္မာဝါယမမက္ခင်အာယုံတစ်ပါးစိတ်မသွားစေနဲ့စာလို့ပြောတော့တမ္မာတမာတိမက္ခင်နာသီဝလေးလေးတို့တီဝင်ဝင်သွားတယ်နာသီဝလေးလေးတို့တီထွက်ရင်ထွက်သွားတယ်အဲ့ဒီဝင်လေထွက်လေလေးကိုတတိနဲ့ရှုမှတ်ပေးပါနာသီဝမှာလေးလေးကတွန်းတိုက်ဝင်ဝင်သွားတဲ့သဘောနာသီဝမှာလေးကလေးကတွန်းတိုက်ထွက်ရင်ထွက်သွားတဲ့သဘောရှိနေပါတယ်ခုယောဂီတို့ရဲ့ဘဝအသက်ရှင်ခွင့်ရနေတာအဲ့ဒီဝင်လေထွက်လေတစ်စုံရှိလို့ပါဝင်လေဘက်မှာလဲထွက်လေဘက်မှာလဲရှာစရာမလိုပါဘူးဝင်လေဘက်မှာလဲထွက်လေဘက်မှာလဲလိုက်ကြည့်စရာလည်းမလိုပါဘူးသူ့တဘာဝကြကြရှိနေတဲ့ဝင်လေထွက်လေလေးဖြစ်နေတဲ့ဝင်လေထွက်လေလေးကိုနောက်ကတတိနဲ့ကပ်ပြီးတော့ကြည့်ပေးနေုံပါပဲတဘာဝကြကြလေးပဲနာသီဝမှာလေးလေးကတိုးထီဝင်ဝင်သွားတဲ့သဘောနာသီဝမှာလေးကလေးကတိုးထီထွက်ရင်ထွက်သွားတဲ့သဘောတဘာဝတိုင်းလေးရှိနေတယ်ဒါလေးကိုတတိနဲ့စောင့်ကြည့်ပေးရုံပဲဝင်လေးကိုပြင်းပြင်းကြီးလည်းမရှူနဲ့ပြင်းပြင်းကြီးလည်းမထုံနဲ့ဝင်လေးထွက်လေပြင်းပြင်းရှူပြင်းပြင်းထုတ်ရင်ပင်ပန်းပြီးတော့မောလာတတ်တယ်ဝင်လေထွက်လေကိုဖြည်းဖြည်းလေးလည်းမရှူနဲ့ဖြည်းဖြည်းလေးလည်းမထုံနဲ့ငကိုမူလသူ့တဘာဝအတိုင်းရှိနေတဲ့ဖြစ်နေတဲ့ဝင်လေထွက်လေလေးကိုတတိထားပြီးတော့ကြည့်ပေးလိုက်ပါပိချာတတိထားကြည့်ပါယောဂီတွေရဲ့နှာသီးဝမှာလေးလေးကတွန်းတိုက်ပြီးဝင်သွားတဲ့သဘောယောဂီတို့ရဲ့နှာသီးဝမှာလေးလေးကတွန်းတိုက်ပြီးထွက်သွားတဲ့သဘောရှိနေပါတယ်အထူးရှာစရာမလိုပါဘူးရှိပြီးသားတရားကိုစောင့်ကြည့်တာဖြစ်နေတဲ့တရားကိုစောင့်ကြည့်တာနှာသီးဝမှာလေးလေးကတွန်းပြီးတော့ဝင်သွားတယ်အဲ့ဒီဝင်လေးကိုတတိနဲ့စောင့်ကြည့်နှာသီးဝမှာလေးလေးကတွန်းပြီးတော့ထွက်သွားတယ်အဲ့ဒီထွက်လေးကိုတတိနဲ့စောင့်ကြည့်သေချာကြည့်ပါမြင်အောင်ကြည့်ပါ
Kayu sai jiva, susai jiva, susai jita tametari. Jogiri nadiwama, Wenlili shinire, twelili shinire. Wenlili pshinire, twelili pshinire. Titi chacha jilaiba, Tindin shasha duila valime. Tacha bama mjivane. Tacha pe ayuma masai bane, yogi ye nati so nati wama. Legally tika be one dollar the ball, legally tika be $12 the ball. The only toilet is zone go where ayon suicide neighbor. The dita, warrior side, ayon the was same as in it. The dia yijivare. The dita so in Lulu daughter. Warrior side so Pianluan daughter. I on the was same as in the top of a shani be. Sanya below so the less so in. The dita, a tantan pionere jarega Lulu Dori. Warrior side, a tantan pio benit and jaga, Pianluan Dori. I on the was same as in it. I on the was same as in it. Pio benit jarega seka hobi di pieni dade. Susita laiba. Jogiru seko. Look to it tail and mayos in it. Loin to it tail and mamios in it. Yasina na con liago. Doarari. Bear boga seko traumacane. Jogiri nadizo nadiwa dinia lima tadi gapido she needed the body ali. She needed the body ali. Only twelve will be over it. Had you only 12 go teach a view side genie, Aria Boba, yea, D.G. Kind Canny. Tideno. Only 12 go Trina genie a poco net, the mess or pshinny a poco net, Aria Boca. The Aunetia home to Babu. Ayonga Pianluan, the Diga look, Peter, Suzimu Mayare, Poco, Ria Bosoyen. Locane, Legane, Zingane, Zangane, Chakane, Nigane, Sagane, Chipjatuari. Tishivida only to Liligo, the Dika, be Shumani, a Pogoja, Ria Boba, yea, Nirave, DG Nirave, Kankan Nirave. HNS Salem Malabu, Nichen Salem Malabu, Yangan Salem Malabu, Yangan Salem Malabu, Kanda Goha. Didn't you obscene? But do ye son in less or 30 years son in 30 years son in below Jima the less so in Kanago Jitaku Longo, Tain Delaida. Aria Budi Loda Lera Mashiro, Yana Yana Mashiro, say to ye, Bear Bogama, a Traumacano wood. 30 years son in Adelago Jima Vare. Kandago Aria Bogole, Dini on Tain Beda, the deep. Jogi say the book, Bema, Mapian Luen, Twamapi on Ting Bedale, the deep. The deep alone, Lakain Dome, a song neighbor yard. Jogi Lakain Dome Yamaga, the deep alone me. I did the deep alone, the Lakain Dome lie in it. Say ha. Begama Goma, Mapieto the Jagru say a ninja mujani. Tagosalo join the ma deep. The meta seiko, dini on lobe later. Horia Saiba Pianemu Mapchepa Zene Tadita Beba. Pema Tramabizine, Yogi Sego. Tatina, Wariane, Yini Visoyen, the Ma D. DG Navy. Tadiga Joy, the Maria Pyojame. Wariaga Pianendo and let the Maria Pyojame.
တတိဝရိယရှိမှတမာတိဖြစ်မယ်တဲ့ရှင်းပါတယ်တတိဝရိယမရှိရင်တမာတိမဖြစ်ဘူးတဲ့အဲ့တော့ဒီတမာတိဖြစ်ဖို့တမာတိတည်ကြည်ဖို့တမာတိခိုင်ခံ့ဖို့ဆိုတာရှေ့ကဘာတူလဲဆိုတတိနဲ့ဝရိယတတိထားနေတဲ့ပုဂ္ဂိုလ်ဂယုဆိုင်နေတဲ့ပုဂ္ဂိုလ်ပြန့်လွင့်မှုကိုထိန်းချုပ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုရင်တမာတိဖြစ်ပြီအဲ့ဒီအဘောကငြိမ့်နေတာလေနိုင်ကနေစိုက်ကနေမဖြစ်ဘူးတတိအရေးကြီးပါတယ်တတိဆိုတာပိုတယ်လို့မရှိဘူးတဲ့အမြဲတမ်းလိုနေတယ်ဝရိယဆိုတာကလွန်နေလို့ရှိတယ်ဝရိယလွန်တော့ပြန့်လွင့်နေဝရိယလွန်တော့ပြန့်လွင့်တာပေါ့တအားနင်းကန်ပြီးစူးစိုက်ပြီးတော့နေရင်လည်းပြန့်လွင့်တတ်တယ်အဲ့တော့ဝရိယမလွန်အောင်ပြန်ထိန်းတာတတိကြီးကြီးထားပြီးတော့ထိန်းတာအဲ့ဒီတတိနဲ့ဝရိယညီညာစွာရှင်နေပြီဆိုရင်တဲ့တမာတိဖြစ်ပါလို့တောင်းတနေစရာမလိုတော့ဘူးတဲ့တတိနဲ့ဝရိယညီညီညာညာရှင်တွဲပြီးတော့ဖြစ်နေပြီဆိုရင်တမာတိဟာတည်ကြည်လာပြီတဲ့တတိဝရိယရှိမှတမာတိဖြစ်မယ်တဲ့တမာတိဖြစ်မှယုံနံသိမယ်ဟောအကြောင်းတရားနဲ့အကျိုးတရားအကြောင်းတရားနဲ့အကျိုးတရားတတိဝရိယရှိမှဆိုတာကအကြောင်းတရားတမာတိဖြစ်လာမှာကအကျိုးတရားတမာတိဖြစ်တည်လာမှာကအကြောင်းတရားယုံနံသိမှာကအကျိုးတရားဟောအကြောင်းကျိုးကဒီလိုသွားနေတာနော်တတိဝရိယရှိမှတမာတိဖြစ်မယ်တမာတိဖြစ်မှယုံနံသိမယ်ယုံနံသိမှဖြစ်ပြက်မြင်မယ်တဲ့ဟောတတိနဲ့ဝိရိယရှိမှရှင်တွဲနိုင်မှဆိုတာကအကြောင်းတရားတမာတိဖြစ်မယ်ဆိုတာကအကျိုးတရားတမာတိဖြစ်တည်လာပြီဆိုတာကအကြောင်းတရားယုံနံသိမယ်ဆိုတာကအကျိုးတရားယုံနံသိမယ်ဆိုတာကအကြောင်းတရားအနိစ္စဖြစ်ပျက်ကိုမြင်မယ်ဆိုတာကအကျိုးတရားအကြောင်းလွတ်တဲ့တရားဆိုတာမရှိပါဘူးတတိထားပြီးတော့ကြည်ပါဝရိယဆိုင်ပြီးတော့ကြည်ပါယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတမာတိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတမာတိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီတမာတိအားကောင်းတဲ့ပုဂ္ဂိုလ်များကခန္ဓာဘက်ကိုညံလှည့်ကြည့်ပါပြောခဲ့ပါတယ်တတိဝရိယရှိမှတမာတိဖြစ်မယ်တမာတိဖြစ်မှယုံနံသိမယ်ယုံနံသိမှဖြစ်ပြက်မြင်မယ်ကဲတမာတိတွေအကောင်းလာပြီဆိုရင်ခန္ဓာဘက်ကိုညံလဲကြည့်တဲ့ခန္ဓာဘက်ကိုညံလဲကြည့်တော့မယ်ဆိုရင်နှာသီးဝဝင်လေထွက်လေကိုဖြုတ်လိုက်တယ်ခန္ဓာဘာတွေပြောနေတယ်လဲခန္ဓာဘာတွေဖြစ်နေတယ်လဲခန္ဓာဘာတွေပြနေတယ်လဲညံနဲ့စောင့်ကြည့်ခန္ဓာဘက်ကိုဘာလို့ညံလဲကြည့်ခိုင်းတယ်လဲဆိုရင်ယုံနံသိတဲ့ပုဂ္ဂိုလ်ဟာဖြစ်ပျက်ကိုမြင်နိုင်စွမ်းရှိသွားပြီတဲ့ခန္ဓာ၅ပါးပဲရှိတယ်ယုံနံ၅ပါးပဲရှိတယ်ယုတ်တရားကြီးကနာရာကျင်နာပူရာဆူရာအောင့်တာတွေဖြစ်မယ်အဲ့ဒီဖြစ်တာတွေကိုဘယ်သူကသိမလဲနာငါသိမယ်အကျဉ်းချဲတော့ခန္ဓာ၅ပါးအကျဉ်းချုပ်တော့ယုတ်တရားနဲ့နံတရားဖောက်ပြန်ပျက်စီးနေတဲ့ယုတ်တရားတွေပဲရှိတယ်သိတတ်တဲ့နံတရားတွေပဲရှိတယ်ရှုံးမလျင်ဖောက်ပြန်နေဟိုနားတယ်ဆိုတာဖောက်ပြန်တာပဲကျင်တယ်ဆိုတာဖောက်ပြန်တာပဲပူတယ်ဆိုတာဖောက်ပြန်တာပဲအေးတယ်ဆိုတာဖောက်ပြန်တာပဲညောင်းတယ်ဆိုတာဖောက်ပြန်တာပဲ
စူးတယ်အောင့်တယ်ဆိုတော့ဖောက်ပြန်တာပဲနာတာမဟုတ်ဘူးရုပ်တရားဖောက်ပြန်တာကျင်တာမဟုတ်ဘူးရုပ်တရားဖောက်ပြန်တာပူတာမဟုတ်ဘူးရုပ်တရားဖောက်ပြန်တာအဲ့ဒီဖောက်ပြန်တဲ့ရုပ်တရားကမြဲသလားဉာဏ်နဲ့စောင့်ကြည့်ဟိုဖောက်ပြန်မှုတွေပဲဆိုတော့ဉာဏ်ကသိတာဟုတ်ပြီအဲ့သိလိုက်တဲ့စိတ်တွေရောမြဲသလားဉာဏ်နဲ့စောင့်ကြည့်ယုံနဲ့သိမှဖြစ်ပြမြင်မယ်ဆိုတာဒါကိုပြောပါတယ်ရုပ်ကလည်းချိန်နဲ့မြဖောက်ပြန်နေတယ်ဖောက်ပြန်နေသမျှနာမ်ကသိနေတယ်ဖောက်ပြန်တဲ့ရုပ်တရားတွေကလည်းပြက်နေတာပဲသိတဲ့နာမ်တရားတွေကလည်းပြက်နေတာပဲဩယုံနာဟာဖြစ်ပြီးတော့ပြက်နေပါလားလို့ငေါကဉာဏ်နဲ့ဆုံးဖြတ်ချက်ချနိုင်မှဖြစ်ပျက်ကိုမြင်မယ်။အိုးယုံနာအချိန်နဲ့မှပြက်နေတယ်ဆိုပြီးတော့ဉာဏ်နဲ့ဆုံးဖြတ်ချက်ချနိုင်ရင်အနိစ္စခန္ဓာကြီးပဲအဒုက္ခခန္ဓာကြီးပဲအနတ္တခန္ဓာကြီးပဲဖောက်ပြန်နေတယ်မမြဲလို့သိနေတဲ့စိတ်ကလေးပြတ်သွားတယ်မမြဲလို့သိလိုက်တာကအနိစ္စဖောက်ပြန်မှုတွေဆင်းရဲလိုက်တာခဏခဏသိနေရတဲ့စိတ်ကလည်းဆင်းရဲလိုက်တာဒုက္ခနားရဲခြင်းနဲ့ပူရဲဆူရဲမဖောက်ပြန်တယ်လို့လည်းအမိန်ပေးလို့မရနားတိုင်းခြင်းတိုင်းသိတယ်မသိပါနဲ့လို့လည်းအမိန်ပေးလို့မရအနတ္တဘောခန္ဓာကိုယ်ကြီးကိုကမ္မထအာယုံပေါ်မှာတင်းပြီးတော့ဆင်ကျင်လိုက်တဲ့ခါကျတော့အိဋ္ဌဒုက္ခအနတ္တဖြစ်ပြီးပြနေတဲ့လက္ခဏာတွေပဲရှိတယ်။ဩဒီခန္ဓာကြီးကစံပြားမှခြေပြားမှစံပြားတကူလုံးဟာတမမွားနဲ့ဖောက်ပြန်နေတယ်တရိပ်နဲ့ပျက်စီးနေတယ်ခန္ဓာကိုယ်တစ်ခုလုံးကတဆက်ဆက်နဲ့ဖြစ်နေတယ်။ဟိုစုကနေအောက်ကနေပေါ်နေတယ်။ဩအတ္တတောက်စာမြချမ်းသာမှုမရှိတဲ့ခန္ဓာကြီးပါလား။နောက်ကဉာဏ်နဲ့ဆုံးဖြတ်ချက်ချလိုက်ပါ။နောက်ကဉာဏ်နဲ့ဆုံးဖြတ်ချက်ချပြီးကြည်နေပြီဆိုရင်ဒီခန္ဓာကြီးကိုဆိုတာကဝါရာပိန်နာကိုပြောတာမဟုတ်ပါဘူးဆင်းရဲတဲ့ခန္ဓာကြီးကိုပြောတာဒုက္ခသစ္စာခန္ဓာကိုကြီးကိုပြောတာဒုက္ခတုံဒုက္ခကဲကြီးပဲဆင်းရဲတွေပြည့်နေတဲ့ခန္ဓာကြီးပဲဝါတဲ့ပုဂ္ဂိုလ်ခန္ဓာကြီးလို့ပြောတာမဟုတ်ဘူးတဲ့ဒုက္ခတွေအပြည့်ရှိနေလို့ဆင်းရဲတဲ့ခန္ဓာကြီးလို့ပြောတာတသံတရားလုံးကခန္ဓာတွေနဲ့တန်ត្រာလဲခဲ့တာတသံတရားလုံးကဒုက္ခတွေနဲ့တန်ត្រာလဲခဲ့တာတန်ត្រာအဆုံးဆိုတာဒုမသိခဲ့ဘူးဒုက္ခအဆုံးဆိုတာဒုမသိခဲ့ဘူးအတူတူပဲယောဂီတို့တန်ត្រာကြီးထဲမှာမျောမောပြီးတော့ကျင်လည်ခဲ့ကြတာဒုက္ခနဲ့ပဲထွေးပိုက်ပြီးတော့ဒီဒုက္ခကြီးနဲ့သွားခဲ့လာခဲ့ရှောက်ခဲ့ဖြတ်ခဲ့ပန်းခဲ့ဘဝတွေလည်းမျိုးစုံပြီးခန္ဓာဝန်ကြီးထမ်းပြီးတော့ဗျမပြေရောက်လိုက်နတ်ပြေရောက်လိုက်လူပြေရောက်လိုက်အပယ်လေးပုံရောက်လိုက်နဲ့ရောက်တဲ့ဘဝဟာခန္ဓာနဲ့ကြည့်ပဲအခုလည်းရောက်လာပြန်ပြီလူပြေပါလာပြန်ပြီဒီဒုက္ခခန္ဓာကြီးနဲ့ပဲဘယ်ဘုံဘယ်ဘဝဘယ်နေရာဌာနပဲကြခန္ဓာယုံနာအနိစ္စမှာမြင်အောင်မကြည့်နိုင်သေးရင်တော့ဒီဒုက္ခဝန်ကြီးနဲ့ငါဒုက္ခကြီးကိုကြည်စမ်းမှာကျွန်တော်ဒုက္ခကြီးကိုကြည်စမ်းမှာကျမဒုက္ခကြီးကိုကြည်စမ်းမှာဆိုပြီးတော့ရောက်တဲ့ဘဝမှာလှည့်ပြခဲ့တာကိုယ့်ဘကိုဒုက္ခမှမသိဘူးတဲ့အခုလည်းလူဘဝရောက်နေပြန်ပြီဟိုဘက်မိသားစုကြည်လဲဒုက္ခနဲ့ဒီဘက်မိသားစုကြည်လဲဒုက္ခနဲ့တနိုင်ငံလုံးကြည်လဲဒုက္ခနဲ့တကဘာလုံးကြည်လဲဒုက္ခနဲ့ဒီဒုက္ခဝန်ကြီးထမ်းပြီးတော့အိမ်တကာသွားရက်တကာသွားမြို့တကာသွားလှည့်ပြနေ
အခုချင်းအစပြီးတော့ဒုက္ခဝင်ကြီးထမ်းပြီးတော့ရတကတော့အိမ်တကတော့နေရတကတော့ပြီးတော့လှည့်ပြစရာမလိုတော့ဘူးတဲ့ခန္ဓာယုံနံကြီးရဲ့အဆုံးနေရာကိုသိနေပြီဘုရားရှင်ကိုရမကြီးကသာသနာအဆုံးမပြီးခဲ့တယ်တာဝကတွေကိုကြံရှိခဲ့တဲ့ဝိနည်းတာဝကတွေဟာသူ့ဆရာနဲ့သူ့တာဝကနဲ့သူကျုချင်းတိုင်းကျုံမဲ့ပုဂ္ဂိုလ်တွေကြီးပဲသစ္စာတရားကိုစူးစူးဆိုင်ဆိုင်နာကြပြီးဝိပဿနာတရားကိုအားထုတ်မဲ့ပုဂ္ဂိုလ်တွေဆိုရင်ငါရဲ့သာသနာဟာကွယ်တယ်လို့မရှိဘူးတဲ့သောတာပန်တဂရအနာဂယဟနာဖြစ်နေအောင်မှာပဲရှိနေအောင်မှာပဲတည်နေအောင်မှာပဲဒုက္ခဘုံကလွတ်နေအောင်မှာပဲတဲ့ရရှင်ကိုရောမြတ်ကြီးကပြိနိဗ္ဗာန်ဆန္ဒနီးမှာမှားရန်ချွေခဲ့တယ်အခုယောဂီတို့ဘုရားရဲ့သာသနာအဆုံးအမနဲ့ထိတ်တိုက်တွေ့လို့လေးလေးပင်ပင်ဝန်ထမ်းပြီးပယ်ပိုးသွားနေရတဲ့ဒုက္ခဝန်ကြီးကိုလွတ်ချခြင်းမီ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 ဆိုပြီးတော့တန်ဝေကညာနေနဲ့ရင့်တန်လာပြီးဆိုလိုက်တဲ့ဒုက္ခဝန်နေတိုင်းပယ်ပိုးထမ်းနေရတဲ့ဒုက္ခဝန်ရှားရေးဖွေရေးသွားတော့လေဒီဒုက္ခဝန်ကြီးထမ်းသွားရစားကြတောက်ကြမိဖို့ကံနဲ့ဝင်တော့လေဒီဒုက္ခဝန်ကြီးထမ်းသွားရဒီဒုက္ခဝန်ကြီးနဲ့တို့သွားလာနေရတာလေးလိုက်တဲ့ဝန်ကြီးဘုရားသာသနာအဆုံးမဝိပဿနာဉာဏ်နဲ့တွေ့တော့လွတ်ချမယ်ဆိုတဲ့ဉာဏ်ထိုးထွင်းသိတဲ့ဉာဏ်ဒါနသီလသမထလောက်သိတဲ့ဉာဏ်မဟုတ်ဘူးခန္ဓာဝန်ကိုလွတ်ချတော့မယ်ဆိုတဲ့ထိုးထွင်းသိတဲ့ဝိပဿနာဉာဏ်အဲ့ဒီဉာဏ်နဲ့ဒီယုံနာရဲ့အနိစ္စကိုမြင်အောင်ကြည့်မှတော်တော်ဆိုးတဲ့ခန္ဓာကြီးပဲနေ့စဉ်နဲ့အမျှပြုပြင်ပေးနေရတယ်နေ့စဉ်နဲ့အမျှမုံမှန်ပေးနေရတယ်နေ့စဉ်နဲ့အမျှထိမ့်သိမ့်ပေးနေရတဲ့ခန္ဓာကြီးမမောစရာမရှိတဲ့ခန္ဓာကြီးပါလားဘုရားပေးတဲ့ဉာဏ်နဲ့ခန္ဓာယုံနာရဲ့အနိစ္စကိုတို့အခုမှဇွဲရှိနဲ့မကြည့်နိုင်ဘူးဆိုရင်တော့သာသနာနဲ့ငါနဲ့တွေ့တာဘာအကျိုးရှိမလဲနှလုံးသွင်းဆိုတာကစူးစူးနှစ်နဲ့မှတ်ကန်ရတယ်လူနေတန်းနေုံနဲ့ကျင့်တတ်နေလို့မရဘူးဘုရင်တရားလေးဖြည့်ဆည်းုံနဲ့ကျင့်တတ်နေလို့မရဘူးဂုံတော်လေးထုံနေုံနဲ့ကျင့်တတ်နေလို့မရဘူးဒီခန္ဓာဝန်ကြီးကိုလွတ်ချမယ်ဆိုတဲ့ဉာဏ်ဒီဒုက္ခဝန်ကြီးကိုမလိုချင်တော့ဘူးဆိုတဲ့ဉာဏ်တန်တရာစကံကြီးသိမ့်ခြင်းပြီးဆိုတဲ့ဉာဏ်ဝိပဿနာဉာဏ်လို့ခေါ်ပါတယ်အဲ့ဒီဉာဏ်ဝင်မှခန္ဓာရဲ့ကိုရှိတဲ့ကိလေသာတွေကိုရှင်းထုတ်နိုင်မှဒီခန္ဓာယုံနာဟာနေတော့လဲပေါ့ပါပြီးတော့ဝိပဿနာဉာဏ်ခန္ဓာထဲမှာပြည့်ပြည့်ဝဝကိန်းသွားပြီဆိုရင်ပြုံပြုံလေးနဲ့သေပြီးတော့ဒီတဘဝရဲနဲ့မဟာသောတာပန်မဖြစ်ရင်တောင်နဲ့ဒုတိယဘဝဟောင်းကနေနတ်တွေရောက်တာနဲ့သောတာပန်ဖြစ်မှာဝိပဿနာရဲ့အကျိုးတဲ့တို့ဝိပဿနာတရားအားထုတ်နေတာဒီရရှိနေတဲ့လက်ရှိခန္ဓာကြီးလည်းမတွေ့တာခြင်းလို့တွေ့တာမှုတွေရော့ခြင်းလို့နောင်လာမဲ့အနာဂတ်ဘဝတွေလည်းမလိုခြင်းလို့ဟောသူကနှစ်ခုပြောတာနော်လက်ရှိခန္ဓာကြီးလည်းမတွေ့တာခြင်းအောင်နောင်လာမဲ့ဘဝတွေလည်းမလိုခြင်းအောင်လက်ရှိခန္ဓာကိုမတွေ့တာခြင်းအောင်ဖြတ်ပြင်မှလည်းညံမယ်နောင်လာတဲ့ဘဝတွေကိုမလိုခြင်းအောင်ရှုချလိုက်မှလည်းညံမယ်တစ်ချက်တည်းပဲအဲ့ဒီညံနဲ့သာဒီခန္ဓာယုံနာမှာဖြစ်နေတဲ့သဘောတရားတွေဟောသူကသဘောတရားတွေဖြစ်သွားတယ်ခန္ဓာယုံနာမှာသဘောတရားတွေပဲရှိတယ်လေနာရင်နာတဲ့သဘောကျင်ရင်ကျင်တဲ့သဘောပူရင်ပူတဲ့သဘောအေးရင်အေးတဲ့သဘောစူရင်စူတဲ့သဘောအောင်းရင်အောင်းတဲ့သဘောခန္ဓာမှာဘာတွေပဲရှိတယ်သဘောတရားတွေပဲရှိတယ်
ခန္ဓာမှာပေါ်လာတဲ့နာမှုကျင်မှုစုမှုအောင်းမှုသဘောတရားတွေကိုဉာဏ်နဲ့သာစောင့်ကြည့်လိုက်ငါမှဖြစ်နေတာမဟုတ်ဘူးယုံနာမှဖြစ်နေတာငါမှကျင်နေတာမဟုတ်ဘူးယုံနာမှကျင်နေတာအဲ့ဒီယုံနာကိုနောက်ကဉာဏ်နဲ့ပိုင်းပိုင်းနိုင်ဆုံးဖြတ်ချက်ချပြီးရှုပါစေဉာဏ်နဲ့စောင့်ကြည့်လိုက်ကျင်ပါစေဉာဏ်နဲ့စောင့်ကြည့်လိုက်ပူပါစေဉာဏ်နဲ့စောင့်ကြည့်လိုက်နားတဲ့သဘောလေးဉာဏ်နဲ့ကြည့်လိုက်မရှိတာတွေ့မယ်ကျင်တဲ့သဘောလေးဉာဏ်နဲ့ကြည့်လိုက်မရှိတာတွေ့မယ်ပူတဲ့သဘောလေးဉာဏ်နဲ့ကြည့်လိုက်မရှိတာတွေ့မယ်အောင်မရှိတာဆိုတာပြတ်တာကိုပြောတာပဲရှေ့ကျင်တဲ့သဘောလေးဉာဏ်နဲ့ကြည့်လိုက်တော့မရှိဘူးပြတ်သွားတယ်ရှေ့ပူတဲ့သဘောလေးဉာဏ်နဲ့ကြည့်လိုက်တော့မရှိဘူးပြတ်သွားတယ်ဟောရှိရကနေမရှိတာကိုမြင်အောင်ကြည့်တာဝိပဿနာတဲ့တဏှာနဲ့နာနေတာမဟုတ်ဘူးတဲ့တကျင်နဲ့ကျင်နေတာမဟုတ်ဘူးရှေ့ကျင်တဲ့သဘောလေးဉာဏ်နဲ့ကြည့်လိုက်တော့မရှိတော့ဘူးတဲ့နောက်ကျင်တဲ့သဘောလေးအစာထိုးတာဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ခန္ဓာရဲ့သဘောကဒီလိုသွားနေတာဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်နောက်ကဉာဏ်ကသိပေးလိုက်တဲ့တတိထားပေးပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့အချိန်ကဘာမှမကြာပါဘူးတန်ဖိုးရှိတဲ့အချိန်ကိုတန်ဖိုးတည်အသုံးချပါခန္ဓာမှာပေါ်လာတဲ့မြတ်အနေဆရှုတဲ့ဉာဏ်ကမက်ကခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်အစဉ်ကပ်နေပြီဆိုရင်ကိလေသာကြားမခိုတော့ဘူးတဲ့နာရဲပြင်းကျင်နေဆိုတဲ့လောဘကိလေသာလည်းမဝင်တော့ဘူးတဲ့နာလိုက်တာတော်တော်နာတာပဲလို့ဖြစ်လာမဲ့ဒေါသတွေလည်းမဝင်တော့ဘူးတဲ့ဟိုနာနေတယ်ကျင်နေတယ်ကြီးနာတာကျင်တဲ့စိတ်မရအောင်နာတာကျင်တဲ့ထဲမှာငါစိတ်ဝင်နေရင်ပြင်းကျင်မယ်စိတ်ကိုမျောလိုက်မယ်ဆိုတဲ့မောဟကိလေသာလည်းမဝင်တော့ဘူးတဲ့ခန္ဓာရဲ့ဉာဏ်ရဲ့ကပ်နေပြီဆိုရင်ပြင်းကျင်တဲ့လောဘကိလေသာမပြင်းရမနေနိုင်ပြင်းထန်နေတဲ့ဒေါသကိလေသာတက်တာအောင်လွင်မျောလိုက်မယ်ဆိုတဲ့မောဟကိလေသာခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေရင်လောဘဒေါသမောဟဆိုတဲ့ကိလေသာအနာတော်မကပ်ရဲဘူးတဲ့ခန္ဓာထဲမှာဘယ်ကိလေသာမှအဝင်မခံနဲ့တဲ့ဉာဏ်နဲ့တွန်းထုတ်တာခန္ဓာထဲမှာရှိတာကအနိစ္စခန္ဓာထဲမှာရှိတာကဒုက္ခခန္ဓာထဲမှာရှိတာကအနတ္တခန္ဓာထဲမှာအနိစ္စဒုက္ခအနတ္တပဲရှိတာပဲဘာလို့လောဘဒေါသမောဟတွေကိုဆွတ်သွင်းနေရတာလဲငကိုရှိကအနိစ္စဒုက္ခအနတ္တယောဂီတို့ကဆွဲတင်လိုက်တာကလောဘဒေါသမောဟရှိတဲ့အနိစ္စဒုက္ခအနတ္တကိုဉာဏ်နဲ့ကြည့်ရမှာအဲ့တော့ပြောင်းပြန်ဖြစ်နေတယ်လောဘဒေါသမောဟကြခန္ဓာထဲမှာအမြဲတမ်းရှိနေပြီးတော့အနိစ္စဒုက္ခအနတ္တကြတော့ခန္ဓာပြင်မဲ့ကိုဆွဲထုတ်ထားတယ်အတွင်းတရားနဲ့အပြင်တရားမှားနေတယ်အရှိကအနိစ္စဒုက္ခအနတ္တမမြဲစင်းရဲ့အစိုးမရခန္ဓာထဲမှာမထားနဲ့မရှိအောင်ထုတ်အောင်မှာကလောဘဒေါသမောဟဝိပဿနာတရားအားထုတ်တယ်ဆိုတာကရှိတဲ့အနိစ္စဒုက္ခကိုမြင်အောင်ကြည်တာခန္ဓာထဲမှာမရှိတဲ့နဲ့မထားတဲ့နဲ့လောဘဒေါသမောဟတွေကိုအပီမောင်းထုတ်တာအဲ့ဒါဝိပဿနာအားထုတ်တာပဲတတိထာဝရိယစိုက်ပညာနဲ့စောင့်ကြည့်ပါတတိထာဝရိယစိုက်ပညာနဲ့စောင့်ကြည့်ပါခန္ဓာကြီးကဖြစ်ပြီးတော့ပြက်နေတယ်ဒုက္ခသစ္စာအဲ့ဒီဖြစ်ပျက်ကိုမြင်အောင်ကြည့်နေတာကမေဃသစ္စာ
မေကသစ္စာဝင်လာပြီဆိုရင်ခန္ဓာကိုယ်လိုချင်တဲ့တဏှာခန္ဓာကိုယ်ခင်ခြင်းတဲ့တဏှာခန္ဓာကိုယ်ဆွဲလန်းခြင်းတဲ့ဥပါဒံခန္ဓာကိုယ်စေးကပ်နေတဲ့ဥပါဒံလုံမဲ့လက်မဲ့ပြင်မဲ့ဆိုတဲ့ကံနောင်ဘဝတွေကိုလိုချင်တယ်ဆိုတဲ့ကံမေဃသစ္စာခန္ဓာနောက်ကဝင်လာရင်တဲ့တဏှာရဲ့ဥပါဒံရဲ့ကံရဲ့ပေပြီတဲ့တဏှာဥပါဒံကံပေတာကသမုဒိယသစ္စာကမ္မဘဝပစ္စယဇာတိတဲ့ကံပေမှတော့ဇာတိလည်းချုပ်ပြီပေါ့နောင်ဇာတိချုပ်တာကနေရောဓသစ္စာအဲ့ဒါလိုသစ္စာ၄ချက်စိုက်အောင်သစ္စာ၄ချက်ကြိုက်အောင်တတိထားဝရိယစိုက်ပြီးပညာနဲ့စောင့်ကြည့်ပါတတိထားပါတတိမလို့ပါစေနဲ့အချိန်နဲ့ငယ်တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားတရားချဖို့ပြင်လိုက်မှာကရုပ်တရားရုပ်ကလည်းဖြစ်ပြီးတော့ပြက်နာမ်ကလည်းဖြစ်ပြီးတော့ပြက်ယုံနာတစ်စုံဟာဖြစ်ပြီးတော့ပြက်နေပါလားလို့ဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီယုံနာတစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီတရားချတဲ့အခါမှာခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနူးညံ့တယ်တရားဆိုတာသိမ်မွေ့တယ်ယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီ